Rice Expo ဆောင်တွင်ပါဝင်လိုသူများယခုလကုန်နောက်ဆုံးထားဆက်သွယ်ဆောင်ရွက်ရန်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံစံစပါးအသင်းချုပ်အနေနဲ့ပြည်ပပို့ကုန်စံစပါးစိုက်ပျိုးရေးဆောင် Rice Expo ဆောင်စီမံကိန်းမှာပူးပေါင်းပါဝင်လိုသူတွေကိုဖိတ်ခေါ်လျက်ရှိပြီး Rice Expo ဆောင်တွင်ပါဝင်လိုသူတွေအနေနဲ့ကလည်းယခုလကုန်နောက်ဆုံးထားဆက်သွယ်ဆောင်ရွက်ဖို့လိုတယ်လို့အသိပေးထားပါတယ်။ Rice Expo ဆောင်စီမံကိန်းကိုစိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့မြန်မာနိုင်ငံစံစပါးအသင်းချုပ် MRF တို့ပူးပေါင်းပြီးအကောင့်ထဲပေါ်ဆောင်ရွက်နေတာဖြစ်ပြီးအဆိုပါစီမံကိန်းဟာစံစပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု Export Value Chain ဖွံ့ဖြိုးတိုးတက်ရေးနဲ့စံစပါးခန္ဓာရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်ဆောင်ရွက်တာဖြစ်တယ်လို့ဆိုပါတယ်။ဒီစီမံကိန်းအတွက်နိုင်ငံတော်ရဲ့နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေမှထောက်ပံ့ကူညီပေးမှာဖြစ်တယ်လို့ပို့ကုန်လုပ်ငန်းရှင်များကလည်းစိုက်ပျိုးစရိတ်ချေးငွေများစီစဉ်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့် Rice Expo ဆုံးစီမံကိန်းမှာပါဝင်လိုသူတွေအနေနဲ့2026မိုးစပါးရာသီအမီဆောင်ရွက်နိုင်ဖို့ယခုလကုန်နောက်ဆုံးထားကမြန်မာနိုင်ငံစံစပါးအသင်းချုပ်တို့ဆက်သွယ်ဆောင်ရွက်ဖို့အသိပေးထားပါတယ်ရှင်။